အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ပေါ့နော်ဒါတော်တော်ပစ္စည်းပြက်ပြီးတော့မရောက်တာကြတယ်အတန်ကနေထုတ်တယ်ပေါ့နော်ကျွန်တော်တို့အတန်ကနေထုတ်တယ်အတန်မီနီပရိုပေါ့နော်ဒါဒီဇိုင်းအသစ်ပုံစံအသစ်လေးတွေနဲ့ကျွန်တော်စီမှာဒါပစ္စည်းလေးတွေအပြန်ရပါပြီပေါ့နော်ရတာတော့ကြာပြီဗျဟိုကရလိုက်ပေါ့နော်ယူဝါလိုက်ကုံဝါလိုက်နေဆိုတော့အခုမှလက်ထဲမှာပေါ့နော်ဒါအခုလက်ရှိကျွန်တော်စီမှာလုံး20ဝန်းကျင်လောက်တော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒါပြပေးမယ်ဒါအခု packaging တွေအစားပြောင်းသွားတယ်ပြီးတော့ battery က3000ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ Wi-Fi 6နဲ့ပြီးတော့ကျွန်တော်တို့ download upload တွေအရင်ထက်ကိုပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့အတန်းနေထုတ်တဲ့ဒါအိတ်ဆောင်ပေါ်ဒီပဲ pocket Wi-Fi လေးဖြစ်မယ်ဗျဟုတ်အဲ့ဒါလေးကိုကျွန်တော်ဒါ package တွေpackaging လေးပေါ့နော် packaging ဖောက်ပြပေးပါမယ်ခင်ဗျာအထဲမှာကျွန်တော်တို့ဘယ်လိုပုံစံဖြစ်သွားမလဲပေါ့နော်ချက်ကြည့်ကြည့်မယ်ဒီမှာတော့ဒီလိုပုံစံလေးပေါ့နော်โอเคအဲ့ဆိုရင်ဆက်ထားလို့ကြည့်မယ်โอเคကျွန်တော်တို့ဒါကတော့ဒါဆက်ပေါ့နော်ဒါလည်းရှိဒါပေါ့နော်အပြင်ပုံစံတွေ့ featuring ပေါ့နော် featuring အပြင်ပုံစံ design လေး camera နည်းနည်းလေးပါဖြစ်ဒီမှာနော်သူအပြင်ပုံစံ design လေးနည်းနည်းတော့စိတ်ရှိလေးနဲ့တော့ကြည့်ပြီเนาะကျွန်တော်ဒီ unboxing ရောအပြင်သူ့ရဲ့ပုံစံရောပါကျွန်တော်ပြပြမှာပေါ့နော်အရှိအနောက်ဒီကောင်ဆိုရင်ကျွန်တော်တို့ပေါ့နော် battery ကတော့သူ့3000တော့ non stop ဆိုတော့6 hour လောက်ရတယ်လို့တော့ဒါပြောတယ်ပေါ့နော်တကယ်6 hour တည်းရပါတယ်အဲ့ထက်လေးကြော်တယ်ပေါ့နော်ဒါကကျွန်တော်တို့ရဲ့ဒါ portable pocket ပေါ့နော်ဒါဘေးဘက်မှာဆိုရင်ကျွန်တော်တို့ဘာပေါင်းမလဲဆိုတော့ကျွန်တော်တို့ပေါ့နော်power button WPS ပါမယ်အာသွင်းစနစ်ကတော့ကျွန်တော်တို့ကောင်းသွားတယ်ဗျ။ဘာကောင်းသွားလဲဆိုတော့ကျွန်တော်အာသွင်းစနစ်ကအရင်တော့ကျတော့ကျွန်တော်တို့ဒီ Android နဲ့ပေါ့နော်တွင်းရတာဒီအရင် mini pro အခုတော့ဒီ upgrade version မှာကျတော့ကျွန်တော်တို့ type C ဖြစ်သွားတယ်ပေါ့နော်။အဲ့ဒါလေးတာပါပါတယ်နော်။အဲ့ပြီးတော့လို့ရှိရင်ဒါဘူးထဲမှာကျွန်တော်ဘာထပ်ပါအောင်လဲကျွန်တော်ကြည့်မယ်နော်။ဘူးထဲမှာကျွန်တော်တို့ဒီလိုမျိုးလေးခဏလေးပေါ့နော်။ဒီလိုလေးဖွင့်ရမယ်။ wait ဒီလိုလေးတော့ဖွင့်ရတာနော်။ကင်မရာလေးလှုပ်သွားလို့ရှိရင်စိတ်မရှိနဲ့เนาะဒီထဲမှာကျွန်တော်တို့ပါအောင်မယ်ပေါ့เนาะအဲ့ထဲမှာကျွန်တော်သူ့ရဲ့ model ကU10 Pro Let's Go တဲ့ဒါကတော့သူ့ရဲ့ category ပေါ့နော်ဒီထဲမှာကျွန်တော်တို့အာသွင်းကြိုးလေးပါတယ်ပေါ့နော်အာသွင်းကြိုးပါမယ်ပြီးတော့လို့ရှိရင်ဟိုအောက်မှာသူ့ရဲ့ battery လေးလည်းပါမယ်ပေါ့နော်အဲကျွန်တော်ခါလေးထုတ်လိုက်မယ်နော်ဒီမှာ battery ဒီကောင်က ZTE brand ပြဒါနဲ့ ZTE နဲ့ collaborate လုပ်ထားတဲ့ brand ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်တော့သူအာသွင်းကြိုး original အာသွင်းကြိုးလေးပါမယ်နော်ဒါလေးကတော့ကျွန်တော်ဒါပါကင်ဖွင့်ပြတာပြီးရင်ကျွန်တော်စမ်းသုံးပြပေးမယ်နော်အခုကျွန်တော်ဒါထပ်ပြပြီးနေတာသူ့အတွင်းဘက်ဒါဒီဇိုင်းပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်တော့ကြတော့ကျွန်တော်တို့သုံးရတာကဒီဟိုသုံးရတာပေါ့နော် micro သုံးရတာအခုက nano ဆင်းလေးကိုကျွန်တော်တို့ဒါသူ့ရဲ့အရာပေးထားတဲ့အတိုင်း slide လေးတိုင်းထည့်ပြီးလိုက်လို့ရှိရင်ဒါထည့်သုံးလို့ရပြီသူကတော့ကျွန်တော်တို့ atom mini pro အတန်စင်ကတ်တွေပဲရမယ်ကျွန်တော်တို့အာသာကတ်တွေတော့မရဘူးအတန် flexi net ကိုတန်းထိုးပြီးတော့တုံးလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီဘေးဘက်မှာဘာတွေပေါင်းမလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ပေါ့နော်ဒါသူ့ရဲ့ wifi ကိုဖွင့်လိုက်လို့ဆက်ကိုဖွင့်လိုက်လို့ရှိရင်တက်လာမယ့် wifi နဲ့သူ့ရဲ့ wifi passwordပြီးတော့လို့ရှိရင်ကျွန်တော် device ကို management လုပ်မယ်ပေါ့နော်ကျွန်တော်တို့ network interface IP ပြီးတော့ password လေးတွေပါတယ်ဗျာနော်ဒါလေးကတော့ကျွန်တော်အတွင်းပိုင်းကိုပြပေးတာပြီးရင်ကျွန်တော်စင်ကတ်လေးထိုးပြီးစမ်းသုံးပြပေးမယ်နော်ဒါအခုနေထားကျွန်တော် atom flexi net ကိုထည့်လိုက်ပြီပေါ့နော်ကျွန်တော်ဒီမှာ power button လေးဒါနှိပ်ပြီးတော့ကျွန်တော် online နဲ့ power လေးเนาะဒါကျွန်တော် power လေး online ပြီပေါ့နော်တေချာလေးပြပေးမယ်เนาะဟုတ်ပြီဒါ power လေး online ပြီเนาะ power online တာနဲ့ battery sign လေးတက်လာတယ်သူကတော့ကျွန်တော်တို့ကောင်းသွားတာဒီ digital လေးပေါ့နော် digital လေးနဲ့ပြပေးတယ်ဒါဆို connection လေးစပြီးတော့သူဟိုဖြစ်နေပြီပေါ့နော်ကတ်ကိုသူစဖတ်နေပြီပေါ့နော်အဲ့ဒါလေးသူလုံနေတယ်အဲ့ဒီမှာ wifi လေးကျွန်တော်တို့ဒါဖတ်လိုက်ပါဒီအနီကနေပြီးတော့ဒီလိုအဖြူလေးဖြစ်ပြီဆိုရင်တော့ line ရပြီလို့ပြချင်တာเนาะအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာမိတ်တုံလေးဖြစ်နေပြီဆိုလို့ရှိရင်ဒါ line ကောင်းတယ် line stable ဖြစ်တာကိုပြတာပြီးတော့လို့ရှိရင်ကျွန်တော်ပြန်ကြည့်မယ်ဆိုဒီမှာ wifi ကတော့သူငြိမ်နေတယ်ဆိုတော့ကျွန်တော်ဖုန်းလေးမချိတ်ရသေးလို့เนาะအဲ့တော့ကျွန်တော်ဖုန်းလေးနဲ့ပါချိတ်ပြီးသုံးပြပေးမယ်เนาะအဲ့တော့ line လေးအခြေအနေဘယ်လိုရှိလဲဆိုတော့တစ်ခါလေးကြည့်ပါဦးဗီဒီယိုလေးရှိတယ်ဆိုလည်းတိခတ်ပြီးကြည့်ပြီเนาะတကယ်ဝယ်ချင်တဲ့လူတွေအတွက်ကတော့ဒီဗီဒီယိုကဒါပေါ့เนาะပြောမယ်ဆိုလို့ရှိရင် full review လည်းဖြစ်မယ်ဟိုမသုံးခင်မှာကြည့်တဲ့ဗီဒီယိုလေးတစ်ခုလည်းဖြစ်သွားမယ်ပေါ့เนาะ
ဒါအခုပေါ့နော်ကျွန်တော်ဖုန်းလေးနဲ့ကျွန်တော်ဒါချိန်ပြီးတော့ကျွန်တော်တစ်ချက်သုံးပြပေးမယ်เนาะအဲ့တော့သူကအတန်မီဖိုင်နဲ့လာတယ်အဲ့တော့ကျွန်တော် password လေးထည့်လိုက်မယ်အဲ့တော့ password ဒရိထားအမှတစ်ချက်ရှိရယ်เนาะအဲ့တော့ကိုကဟိုကတ်ကိုထည့်ဖို့လို့ရှိရင်သူကဒီကြောထဲမှာသူက original password ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်မှတ်ထားဖို့လိုတယ်เนาะအဲ့တော့ကျွန်တော်ကဒါဓာတ်ပုံလေးရိုက်ပြီးယူထားလိုက်တယ်ပေါ့เนาะမိတ်ဆွေတို့လည်းအဲ့လိုမျိုးလေးလုပ်ထားတာကောင်းတယ်ပေါ့เนาะအဲ့ဒါမှပဲအဆင်ပြေမှာဘာဖြစ်လို့လဲဆိုတော့ဟိုဆက်သေးကိုကတ်ကြီးထည့်ပြီးတော့ပေါအောင်ပြီးတော့ password ယူပြန်ကြည့်နေရတာကြီးအဆင်မပြေဘူးကျွန်တော်လည်းတိုင်ပါတယ်အဲ့ကျွန်တော်လေးချိန်ကြည့်လိုက်မယ်โอเคဒီမှာလဲတော့ Wi-Fi 6ဆက်ပို့ပြီးတယ်တွေ့လားဒီမှာ6နဲ့ပေါ်တယ်เนาะအဲ့တော့ကျွန်တော်တို့တွေကသိရမှာဘာလဲဆိုတော့ဟိုကျွန်တော် Wi-Fi 6ကလည်းဖုန်းတိုင်းမှာမရဘူးပေါ့เนาะအဲ့တော့မိမိဖုန်း Wi-Fi 6ဆက်ပို့ပြီးတဲ့ဖုန်းဆိုရင်6နဲ့တက်တယ်เนาะအဲ့ Wi-Fi 6ကအရန်ကောင်းပါတယ်လက်ရှိနေပညာမှာပေါ့เนาะအဲ့တော့ကျွန်တော်speed တက်လေးပဲစစ်ကြည့်လိုက်မှာเนาะ share ပါပဲเนาะလမ်းကတော့ဒါတော်တော်ကောင်းပါတယ်เนาะကျွန်တော်တို့တကယ်အသုံးမဲ့လူတွေအတွက်ကတော့ Atom Mini Pro ကလက်ရှိဈေးကွက်ထဲမှာအာမခံ Ranny ကျွန်တော်တို့က6လပေးတယ်ရုံးရတရားဝင်ပေါ့နော်အာမခံ6လနဲ့အတူကျွန်တော်တို့ပေါ့နော်ဈေးနှုန်းဒီရုံးတရားဝင်ဈေး3,55,000ကျပ်ဆက်တီးတက်ကျွန်တော်တို့ရောင်းချပေးပါတယ်တကယ်လို့ Atom Flexi-Net ကနဲ့တွဲယူမယ်ဆိုလို့ရှိရင် Subplug ကတစ်စုံကိုကျွန်တော်တို့ဘက်ကနေမှရောင်းချပေးမယ်ဈေးနှုန်းကကျွန်တော်တို့ကတ်က3,000ဝယ် Atom Flexi-Net ကကတော့ကျွန်တော်တို့ပေါ့နော်ဒါ3,000ဝယ် Atom Mini Pro က3,55,000အဲ့တော့3,9,000ကျပါမယ်ရန်ကုန်မြို့ရင်းကိုကျွန်တော်တို့ပစ္စည်းရငွေချေနဲ့ဒီနေ့မှမနက်ဖြန်ရောက်စနေနဲ့ပို့ဆောင်ပေးပြီးတော့မြန်မာတနိုင်ငံလုံးကိုလည်းပစ္စည်းရငွေချေစနေနဲ့ပို့ဆောင်ပေးပါတယ်နေမမှာယူတဲ့ customer တွေအနေနဲ့ကတည်ထားမှာတစ်ချက်ကမှာယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကယ်ဆယ်လို့မရပါဘူးကယ်ဆယ်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါ delivery က2ကြောင်းစာကိုပြန်လည်ပြီးကောက်ခံသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့မမှာယူခင်မှာ order လေးတွေကို confirm တေချာလေးပြုလုပ်ပေးပါမှာယူမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဖုန်းနံပါတ်399383လုံး66နဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့0663143941ဆိုရဲကျွန်တော်ဖုန်းနံပါတ်မှာမှာယူလို့ရပါတယ်ဒီဗီဒီယိုလေးကတော့နည်းနည်းလေးတော့ရှေ့ကောင်းရှေ့နိုင်ပါမယ်เนาะအဲ့ဒါကြောင့်မို့အဆုံးထိကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ဘက်ကနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နာမည်ဒီအားစာဖြစ်ပါတယ်ခင်ဗျာ